ငါရှိနေတယ်မင်းတို့ဘယ်တော့ခါမှရန်သူလက်နဲ့မသေးစေရအောင်အဲ့ဒါမင်းတို့ပေါ်ထားတဲ့ငါရဲ့တက်စာစကားပဲရန်သူခြေတံကြားတယ်တော်သေးတာဗောဆရာအဲ့များကျွန်တော်နှစ်ဖူးတဲ့ရလာတာဆရာရဲ့ဟုတ်တယ်ဆရာကျွန်တော်တို့မှာဆရာပေးတဲ့အသက်ပဲရှိတော်လေဗျဟိုဆရာပတ်သက်တဲ့အဆင်ပြေလားယင် သွားတော့လည်းချိန်သွားတာပေါ့ကွာ ဆရာဂျိုင်းနေရောအဆင်ပြေရဲ့လား ပြေးပါတယ် ဟုတ်ဆရာစောစောကလေမြာဆရာဖင်ကိုစိုက်သွားတယ်လေဆရာဖင်အဆင်ပြေလားယင်ဘာဖြစ်ပါသေးလဲဘာဖြစ်ပါသေးလဲ ရတယ်ဖင်းစင်းပြေးဖင်းစင်းပြေးငါရဲ့နှစ်တောင်စုပ်အိုချင်းအားတွေနဲ့အစွမ်းကုန်ငါညှစ်ထားတယ်အဲ့ဒီမြာမပြောပါနဲ့ငါဖင်တွေကိုလှမ်းတော့စိုက်လို့မရအောင်ဒီတိုင်းပဲအခုမြာအလစ်ဆိုတော့နည်းနည်းတော့အနာထိပါကြားပြီမလုံးနဲ့ရတယ်မလုံးနဲ့ငါကြုတ်ထားတယ်ဒီနားမှာရန်သူရှိနေတယ်